လူဆုံးရိုးပြတာဆက်လာရဲ့တကတာဝင်ဘာလဲပြတ်တာတိုင်ပြကြတယ်ဟုတ်ပြီသူဒီမနေ့က9နိုင်ပဲနော်ဒါပဲဖြစ်ဖြစ်ပေါ့နော်သူမှပြန်ရောက်လာတယ်နောက်ဒီမကြီးလဲတိတ်ခေါ်ရကြပြီနောက်ပြီးတော့ဒီရွာကိုလည်းတခါမှမရောက်ဘူးဆိုတော့အခုလူရောက်လာတာပြန်ပြီးပူဆောင်ဒီပေါ့နော်အဲ့ဒါကြောင့်ပြန်ပြီးဒီလာတယ်တော့မိသားစုရှိပါကိုတော့ရှိကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒါရတော့ဒီနေ့ချင်းနဲ့တာသမီးတို့ဒီမိုးရဲ့အောက်နိုင်လာရောက်ပြီးဥပ္ပကိုရတော့အခွင့်ကိုတော့ရှိပြစီပြီးတော့ကြောင့်အထူးပဲကျေးဇူးတင်ပါတယ်။ဘာငယ်ဒီခေါင်းအဲဒီမှာလာယူပါဘာလို့လာယူချင်ချင်ဆိုင်ရတာလားအင်းကြီးရောနော်တက်နိုင်ဆုံးပေါ့နော်သူကများအဲ့ချိန်မှာသူ့မျိုးသားမောင်ငယ်ကတော့ဟိုဒီပါမှာပဲရှိတဲ့အချိန်မှာသူတယောက်ထဲတဲ့သူ့ရဲ့အပါတော့လာတော့ပြီပါပေါ့နော်မိန်းကလေးတယောက်ပဲလည်းပြီးလို့ရှိပါနော်လာပြောမှဒီမှာအင်းကိုဆောက်တဲ့ခါမှာဒီလေလူတို့ဒါစုတွေလည်းပေါ့နော်ခုဒီဘေးရဲ့ချင်းချင်းဖြစ်နေပေါ့နော်ဒီအခါမှာမောင်လေးပြောင်းလာတဲ့အတွက်ကြောင့်မို့ကျေးဇူးချင်းမနဲ့အိမ်တစ်ပြောမှာပေါ့နော်အိမ်ကြီးကြီးရချင်းမချင်းပြီးတော့နေရာရဲ့တက်တာတက်တဲ့ဆက်လက်ပါရှိဖို့ပြီးတော့သူတို့မှာတော့ဖျားရဲ့ကောင်းချင်တဲ့ဖြစ်တဲ့အန်တီသားပေါ့နော်ဒီတတာခိတာအဲ့ဒါလေးဖြစ်ပြီးပေါ့နော်စတော့တဲ့မှာပေါ့နော်ဒီအခါမှာနောက်တစ်ခုကတော့ကျွန်တော်တို့ကျွန်မအဘိုးဖားရမိုးရဆက်ပြီးလုပ်တဲ့အခါမှာကျွန်မကအဲ့ဒီလိုအထက်ကြီးတို့ဖိတ်တယ်ပြောရဲပေါ့နော်ဓာတ်ဘူးပါတင်ညာပြောတဲ့အခါမှာညီမငယ်နဲ့မောင်ငယ်တို့ရဲ့အိမ်တိတက်ပြီးတော့ပေါ့နော်ကျေးဇူးချင်းမချင်းပါအဲ့ဒီမှာအဲ့ဒီကျပါကြံပေးလဲဆိုရင်အပားရဲ့ memory ဆက်ပြီးပေါ့နော်ပြီးတော့အကူကြီးကျွန်တော်အကူကြီးရဲ့ပေါ့ memory ရဲ့ပေါ့တခါလေးလုပ်ပါလားဆိုတာအဲ့ဒီမိသားစုတွေတိုက်နေတယ်ပေါ့နော်ကျွန်တော်အကူမိသားစုတော့ကျွန်တော်မိသားစုဝိနာမောရစုယာ
le KBTS bisa si coba with ubida ko ni tu o le ke ko ku da ke ya ni bisa jo satu lo la bo bwe a kwa ki pwe li a kwa ki itu phone a ki phali a ki aku ni da dinya we ta le sa ya hi o di phani ke no lo we da su puli de u no အစိုးကတနေဒါလေရစီနေမောတိဘာအမှုထောဘတ်ကေလေ radio daily chapter bible study လေ facebook လေ youtube ဝေဖကွာရတော်လနီယာဒါဝေလီတူလူလီဆိုစရီဒေါ်တဘီဝီလီတမချန်းစာတောက်လုံးကိုကျွန်တော်တို့တနေ့ကိုအခန်းကြီးတစ်ခန်းအခန်းကြီးကအလုံးပေါင်း1189ခုလားရှိတယ်အဲ့ဒါတောက်လုံးပြီးကျွန်တော်ပြောလို့ရှိရင်မော်တိဘာအမှုထောဖို့တကေအန်ဒူအင်ဒါအလုံးပေါ်သို့ဖျားသခင်ကောင်းကြီးမင်္ဂလာကြာရောက်ပါစေအင်တစ်ကိုနော်အနုမောရဏပြုသောလင်မယားနှစ်ယောက်နဲ့မိအမေနဲ့ညီကိုမောင်နှမပေါ့နော်သူသားတွေအားလုံးပေါ်ယခုကြွားရောက်လာကြတဲ့အပိဋကအသင်းသူအသင်းသားအားလုံးပေါ်ဖျားသခင်ရဲ့ပြည့်စုံကြွယ်ဝသောကောင်းကြီးမင်္ဂလာအဖျားဖျားကြာရောက်ပါစေတိုက်ကြီးဘက်ကိုသွားမယ်ဆိုတော့ဒီမှာကတော့တန်ပြာသည်ပေါ်တယ်ကျွဲကိုသည်ပေါ်တယ်ဟောငါတူမဒီမှာတန်ပြာသည်လာပြီးတော့တန်ပြာချံများလာကျွဲကိုချံများလာလို့လားဒီမှာရှိတဲ့လူတွေဒီချောပါဥမောနောက်ကျွဲကိုချိန်လာမယ်ဒီလေကြီးတဲ့ခဲတဲ့ပတိလောဇာယေရီတဲ့ယူလေကျလာမောဂျုံဘူဂလီတတောက်ဖို့နေပတ်တိညာတတောက်ဖို့အမီလေတင်းကြီးတတောက်ဖို့နေခဲတော်လောယာဒီတောက်ပုတရာလာဒေဘာမာတောက်ပုတရာလာဒေခဲနေဒီဆိုစီကျိုးနေပါတူလို့ကော်နေအခဲနေချီရိုချီစီခွန်နေ2028နဲ့မှာရန်ကုန်သာသနာနယ်က195နှစ်ပြည့်မယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကျေးဇူးတော်ချီးမွမ်းခြင်းအစီအစဉ်ရှိတဲ့ဂျူဘီလစိမလတာကူလေပွဲတော်ခရစ်ဘောမူတာကူဆိုအဲ့ဒါကျွန်တော်တို့အဓိကဆောင်ဖို့ကျွန်တော်တို့ထားပြီးဒါပကမာမနီလေပကတူတော်နေရွေအိုတာရှိเนาะအခုကလည်းပဲလှုပ်ဆောင်မယ်အဲ့ဒီဥစ္စာကိုကျွန်တော်တို့အစီအစဉ်ချပြီးအခုအသင်းတော်350နဲ့2ပါးရှိတယ်2028မှာအသင်းတော်အပါ400ပြည့်ဖို့အဲ့ဒီဥစ္စာလဲကျွန်တော်အစီအစဉ်ဆွဲပြီးဒီအားလုံးကလည်းပဲဘုရားသခင်ကောင်းကြီးပေးပါတယ်ကျွန်တော်လည်းပဲအစီအစဉ်ဆွဲထားတယ်အခု daily chapter ကိုကျွန်တော်ကင်းလို့ပြောတယ်အခုကင်းလို့ပြန်ရေးတယ်ကင်းလို့ပြန်ရေးတာလည်းပဲကျမ်း3ဆောင်4ဆောင်5ဆောင်လောက်တော့ပြီးပြီအခုဆက်ပြီးတော့ရေးနေတော့ပဲအခုသာပကတိနော်လို့သာလဲတတိကဖာလို့ဖဲတတူဖေးဘနော်တမလို့နော်အဆုံးမသားမေအိုလေတာယာရီကိုဟောဒီလေဟောနော်ရပစီဘလလောပတရာနေဖူတာခွာဖူတေအမပါမတ်ပါဒီတရာဒူတာကြီးလေကနာစာအမဒူရာကကြီးရောဒီလေကြီးတဲ့ပစီဘလကစားရအမလီပိုလာအခုကျွန်တော်တို့ဖျားကိုပြုကိုကိုတဲ့ချိန်ခါကြတော့ကြတော့တဲ့သူတွေကခါတလေကြတော့ဈေးရောင်းတဲ့လူတွေကလေအဲ့လိုလဲဆိုတော့တိတ်မရောင်းချင်ဘူးအရင်တော့ကပတ်တူစေးသမီးလေးရှိတယ်အဲ့ဒီ KBC ဆေးကအရှိမသူဆိုင်လေးဖွင့်လာလေမြတ်သူပစ္စည်းလာဝယ်အဲ့ဒီပစ္စည်းရှိလားမရှိဘူးတဲ့သူအဲ့လိုပြောတယ်ဒါနဲ့နောက်ကြတော့ဝယ်တဲ့လူကပြန်သွားတော့မဟုတ်ဘူးလေနှစ်ပစ္စည်းရှိတယ်လေဘာဖြစ်လို့မရောင်းလဲမရောင်းမှမရောင်းချင်ရောင်းလဲဈေးလဲဈေးရောင်းလဲမရောင်းချင်ဒီခါတည်းကျတော့ကျွန်တော်တို့က
ဒေသနာဟောတယ်မဟောခြင်းဘူးလူများခေါ်ခိုင်းလို့ဟောတာမဟုတ်ဘူးအခုကဒီမလေးကပြောတယ်ဗမာလူတော့ပါကျွန်တော်တို့ဟောတဲ့ဥစ္စာကိုလည်းပဲနားထောင်တဲ့လူတွေကပြန်ပြီးတော့ရစေခြင်းတဲ့ဒါကြောင့်မလို့အခုကျွန်တော်တို့ကအင်တစ်မင်္ဂလာကျွန်တော်အင်တစ်မင်္ဂလာတဲ့ချိန်ခါမှာကျွန်တော်ပြန်ပြီးတော့အိမ်ကိုပြန်ရောက်တဲ့ချိန်ခါမှာငါအိမ်အစ်စ်ကိုငါပြန်ပြီးတော့တက်နေတယ်ဆိုတဲ့သဘောမျိုးအခုကျွန်တော်တို့ကအောက်မေ့ပွေနော်တာတင်တော်ထော်ကေပါလေအလေပူကွီအောက်မေ့ပွေစီဝေးကိုကျွန်တော်တို့လာတဲ့အတွက်ကြောင့်ပြန်တဲ့အခါမှာလည်းပဲအိုးငါအောက်မေ့စရာတွေအများကြီးရှိတယ်အမိဖားတွေနော်ပကတိနောထော်ကေတာတိတဖာဤတော့ပကဘူးစကိုမသကိုတော့ပကဒိုနေပါတာဂီတာဘာကိုဒီကိုနိုရတဲ့နော်အခုတော့တာဂီမိုပွားဒီဆိုစီယနေပရှိနီလာခေါ်ပြဂီဘရီဆတ်တို့တဲလို့ဂီဘရီဆတ်တို့တဲနေဝဲတဲပါပွားလေတလည်းရှိနေတဲ့ပွားဘောတော်ဦးတကားလို့တဲ့အင်ဒိုလုံးစုံအင်မီဒီကတစုံတယောက်သောသူဆောက်သောကြောင့်ဖြစ်၏အလုံးစုံကိုတိဆောက်သောသူဒီကဖျားဖြစ်၏ဒါတော့ကျွန်တော်အဓိကတမန်ကျမ်းစာအင်မီဒီကတစုံတယောက်သောသူတိဆောက်တယ်တဲ့အလုံးစုံသောသူကိုအလုံးစုံတိဆောက်သောသူကဖျားသခင်ဖြစ်ပါတယ်ဘုရားလေတာတင်တော်ထော်ကေရနဲ့ပစ္စည်းလာလီဆိုစထရီလေမေရာတာတင်တော်ပတ်တော့ပွားလို့နေဘာစုဝေဝဲလို့မေပတ်တော့တလို့အမီးနေကတူစုတာဟာဝအင်းနေလို့ကိုတော့တာဂီမူပွားနေပလောဟီတော့တင်တော်ပတ်ဆိုစထရီyou have do le pogoli okay papa so si ke pesi atolo no akobyo ne di papa so si pesi to ne ra pumu ko ma ko ta do yo ta so wa ato le pwe pya ta ke ye ကောင်းကြီးမင်္ဂလာအသစ်နဲ့ပြေဝဆုံးရင်တော့ကောင်းကြီးမင်္ဂလာကျွန်တော်ရရှိဖို့အတွက်ပေါ့နော်ဟီသောတင်တော်ပတင်တော်ထော်ကေပပတကနော်အဝေရောနေမဖဲနေအဝတာဘူးအဲ့ဒါတော့မိုးခွေရဲ့အကူဒုတိယတယောက်အကူကြီးတယောက်ကအဲ့ဒီအကူချင်းမိုင်မှာရှိတယ်အကူဒုတိယတယောက်ကတော့ဆုံးသွားသူက3ယောက်တယောက်သူက10ယောက်ရှိတယ်နော်အခေရနေပတင်တော်ထော်ကေအဝေရနေနပပဆိုစီကေပတာဦးမူလောအခုသားနေတော့အိမ်တော်ဆက်ကအောင်မေယာကျေးဇူးတော်သည်ရှင်လက်ပါအိမ်တော်ဆက်ကတဲ့အောင်မေပေါ်ရာအစည်းအဝေးလည်းဖြစ်တယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ကကျွန်တော်တို့အတွက်ပြေဝဆုံးလင်လက်ရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အခုလာပြီးတော့ကိုးကွယ်ကြတဲ့အချိန်ခါမှာဓမ္မသချင်းနဲ့ဘုရားသခင်ကိုချီးမွမ်းတဲ့စာတီအဖြစ်ပေါ့နော်ကျေးဇူးတော်ကကျွန်တော်တို့အတွက်ပြည့်ဝရှင်လျက်ရှိတယ်ဒီနေရာမှာမီးလာတယ်နော်ကျွန်တော်တို့ဟိုရွာမှာမီးမလာဘူးဒါကြက်လက်နဲ့ဘာမှမဝေးဘူးနော်ဒီမှာကတော့တိုက်ကြီးနဲ့နီးတယ်ဆိုတော့အဝေးပပရှိပြီကေကစားရွာဒီတိုက်ကြီးကနေပြီးတော့ကျွန်တော်ဟိုနေ့မှာတခါသွားဖျက်ရှိခိုးပြီးတဲ့ပါယဟရဲ့သူရဲ့နဲ့ကျွန်တော်ဒီတိုက်ကြီးကနေပြီးတော့ဒီဘက်ညာဘက်တိုက်ကြီးမျိုးထွက်ပြီးညာဘက်ကိုချိုးသွားပြီးတော့ချောင်းပင်းသားမှာအဲ့မှာနော်ပလဲဘာဘူးရွာတဘလောနော်ပလဲဘာဘူးရွာတော့အိုလေခေါ်ပြသူတို့ကကျန်ဆိုင်တာကျန်အများကြီးပဲကျွန်တော်တို့သွားတော့ညမိုးချုပ်တော့ဟိုနေအဲ့မှာကလာတယောက်စီမှာကားသွားထားတယ်အဲ့ကလာကျွန်တော်တို့ဟိုနေမစိတ်ချလိုက်သွားတယ်အဲ့မှာကြားတွေဘာတွေရှိတယ်လေမိုးကြဆိုတော့ကြားတွေကသူကလိုက်ဒီခါမိုးချုပ်တယ်အဲ့ဒီအိမ်ကိုရောက်တယ်ဖျားရှိခိုးတယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေရာမှာနော်ပိုတာတပူလာနေပတဝီစေကောပစိဘလိကစာယောနော်ပတာအမှုစေကောပစိဘလိကစာယောပလဲပကေပဖိပမစေကောနေဥဒါကစာယောအဘလိဖို့ကျေးဇူးတော်ရှန်လျက်ရှိတယ်ကျွန်တော်ယောအိမ်10လုံး15လုံးပဲရှိတယ်အခုတည်းတည်းပဲအခုနအတင်းသူတင်းသားမေတော့အတင်းသား80လောက်ရှိတယ်ကျွန်တော်တို့အတင်းတော်လည်း100လောက်ရှိပြီး80လောက်ပဲရှိတယ်ဒါပေမဲ့လို့အဲ့ဒီအိမ်သူအိမ်သားတွေထဲမှာဘုရားသခင်ကကျွန်တော်တို့ကိုကောက်နှုတ်တယ်ကျွန်တော်တို့ကိုအသုံးပြုတယ်အသက်ကြီးပြီးမလုံနဲ့ကိုချစ်တာဘွားကိုနေဦးလာနာလောမာ
တရားရနာခွေလီမာတာတို့ထွန်းတန်းနေမာရအခဲရဲဆမနေယမာရရတဲလေယူဘလီတကယ်နွေးစီရနေပကရုလီစောစီတကယ်နွေးစီရဆဒိုတကယ်နွေးစီရဆဒိုနော်ညောင်လေးပင်တောက်ပူပူရလေကျမ်းစာ195ပိုက်ရွတ်မယ်ဆိုတော့အခန်းငယ်လာတယ်အခန်းငယ်မလို့အခန်းငယ်သူငယ်တန်းပဲရှိတယ်အခန်းကြီးကိုကျွန်တော်ရွတ်မယ်ပါတုပါတမာနမိတရုနေနရုတဘာနောတဘလောနမိရုနေတတာဝမွေးတဲ့ကလေးထော်လေထော်လို့ကျန်းစာတအုပ်လုံးကိုတင်မယ်ဆိုတော့ဘယ်တော့မှမစင်စား quality ကအမေကိုပြောတယ်ကျန်းစာတင်ပေးပါအမေကိုပြောရဆိုကျွန်တော်အေးဆေးပဲနေတယ်နောက်ကျတော့သူကကျွန်တော်ပြောအပသူ့လိုပါလိဆိုစီသူ့လိုတစ်ဆက်တနည်းတစ်ဆက်ဆိုတော့အဲ့ဒီက2001ခုနှစ် February မေအောင်လိုက်တဲ့2001ခုနှစ် January တည့်ရက်ဘုကွာနဲ့ကျွန်တော်လည်းအိမ်ပေါ်တော့တက်ပြီးတော့ငါ့ကိုရိုက်ပေးမလားရိုက်ပေးမယ်ရိုက်ပေးတင်တယ်ဆိုတော့အဲ့တော့မတဲ့ခန်းကြီးတစ်ကနေပြီးတော့ကျွန်တော်တို့မထင်ဘူးလောက်နိုင်မယ်မဲ့မထင်ဘူးတနေ့တစ်ခန်းဆိုတာဖျားလာတယ်ရှိရသွားလဲလာတဲ့အခါရှိမယ်လောက်နိုင်မလားဒါမဲ့လို့ daily chapter လို့ကိုနာမည်ပေးတာနေ့တိုင်းပဲလုပ်မယ်ကျွန်တော်တို့တစ်ခါအတွင်းလို့ရှိရင်3 byte တင်တယ်အခန်းကြီး3 byte အမေကထိုင်ပြီးတော့နားထောင်တယ်ဘယ်နေရာမှာလူတယ်ပြောတယ်ဘုကွာဆရာရိုက်ပြီးတယ်ပြီးတော့အင်ကိုဖျားသခင်တန်ဆက်ကတဲ့ခါမှာဖျားသခင်ကကောင်းကြီးမင်္ဂလာကိုလှုပ်ပေးတယ်ကျွန်တော်လည်းပဲအဲ့ဒီဟိုနေ့ပေါ့ quality လက်ထပ်ပြီးတော့အိမ်အစ်ကျွန်တော်တို့ပြီးတော့အိမ်ကဆုတောင်းခြင်းအိမ်ဖြစ်ပါစေဆိုပြီးတော့ဆက်ကတယ်ဆုတောင်းခြင်းအိမ်ဖြစ်ပါစေလို့ဆက်ကတဲ့ချိန်ကမှာဘုရားသခင်ကအပို့စုပေးတယ်တမန်ကျမ်းစာကိုသင်ဖို့ရန်အတွက်အိမ်ဖြစ်အောင်ကိုဘုရားသခင်ကကောင်းကြီးပေးတယ်ဒါကြောင့်မလို့အိမ်အစ်ကိုဆက်ကတဲ့ချိန်ခါမှာဘုရားသခင်နံပါတ်1တစ်ချက်ကဒီအိမ်ကဘုရားသခင်ဆောက်တော်သူအိမ်ဖြစ်တယ်ကိုယ့်ရဲ့အသိဉာဏ်ပညာနဲ့ကိုယ်ကစဉ်းစားတာပေါ့ဒီဥစ္စာလည်းဘုရားသခင်ပေးတဲ့ဥစ္စာပဲကျွန်တော်အိမ်ကကြောင်လေးမှာသွားနေတယ်ကြောင်လေးမှာသွားနေတော့ဆောက်ထားတော့ engineer ကျွန်တော်တို့ဆောက်ပြအိမ်ကောင်းတယ်ဒီအိမ် design ကောင်းတယ်တခါတည်းပုံကိုလုပ်ပေးရတယ်သူကဒီပုံကိုပြပြီးတော့လူများဆိုလူများအိမ်ကိုဆောက်စေခြင်းတယ်နော်အဲ့ဒါကြောင့်မလို့အိမ်ကဘုရားသခင်တန်ဆက်ကတဲ့အခါမှာဘုရားသခင်လှုပ်ဆောင်ပြတဲ့ဒီဥစ္စာဘုရားသခင်ပြင်ဆင်ပေးသောအရာအားလုံးအပြစ်တင်စရာရှုတ်ချစရာနော်ကဲရစရာဘာမှမရှိအကုန်လုံးအခုသာတားလို့ရှိနေဘုရားသခင်ဆောက်ပေးတယ်ဘုရားသခင်ဒီဇိုင်းဆွဲတယ်ဘုရားသခင်အကုန်ကြရရှိဖို့ရအတွက်ဘုရားသခင်ကျေးဇူးပြုတယ်အလားပါဖြစ်ဖို့ရအတွက်ဘုရားသခင်ကအတားခဲလခစင်းကစားရောမာနီပွားအလဲပွဲလို့အခုတော့အခဲပပဆိုစီရှိဘမီကျေစုပစီဆာမောနေတင်တော်ထော်ကေယရှိဝဲနဲ့ကစားရောဘောနီယာလောအဲ့နံပါတ်1တစ်ချက်နံပါတ်2တစ်ချက်မှာအိမ်ရခိုင်ခန့်မှုရှင်မသက်ခရစ်ယာန်ခန်းကြီး9ထဲမှာအိမ်ကဘယ်လိုခိုင်ခန့်လဲဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုမှတ်တော်သူဝါလဲတူနီဖိခယကလီကထားနေကဒိုလောလေပတ်သူဟီလေကိုအိမ်ကခိုင်ခန့်ဖို့လိုတယ်ခိုင်ခန့်ဖို့ရအတွက်ဒါမလို့အိမ်ရဲ့ခိုင်ခန့်မှုချစ်ချင်းမြတ်တာခိုင်ခန့်မှုနော်တီးခံခြင်းခိုင်ခန့်မှုတခါတလေရတော့အိမ်တော်ပြုတဲ့အခါမှာရတော့တယောက်နဲ့တယောက်သင်ချင်းခံပါတယ်နော်မြတ်တာတွေများတယ်ဒါပေမဲ့ကြာလာတော့မုခုအခုနပြောရတာနားလေကြလားမသိဘူးကျွန်တော်တို့ကနိုင်ငံခြားမှာသွားနေတော့တခါတလေပုံစံတဲ့အဲ့တော့1990ခုနှစ်ပုံမှန်အင်မတန်မှခက်တယ်တော့ဘလို့ဆက်လို့ရှိရင်တခါပုံပြတ်တယ်မုခုကအဲ့ဒီညနေမှာပုံဆက်ပြီးတော့ပုံပြတ်တော့ပတ်လို့ဆရာဘာပြောလို့ဆိုတော့ဒရီထားတဲ့ဖုန်းလာအောင်ပဲတဲ့နော်ကျွန်တော်9နာရီမှာထပ်ပြီးတော့အလုပ်လုပ်ရတာဟုတ်နော်ဒရီထားနဲ့အေးရင်တော့ကျွန်တော် green ဆိုတော့မိလည်းမျိုးကျွန်တော်ဖုန်းကတော့ hello edu နဲ့ပြောနေတာရှာလီဗစ်စတုံးလေညကိုတကူကွန်နယ်ရဆာနော်ရှာလီဗစ်စတုံးကကျွန်တော်ဘေးနားမှာအတူတူအိတ်တာကိုကျွန်တော်ပတ်လို့ရှာလီဗစ်စတုံးဆာမူတော်တို့အတူတူနေတာကိုအိုဒါ
အလံဘဲလို့အလံဘဲလဲနားမလဲကွာမကြောက်ဘူးကွာဒီက hello edo ပုံပြတ်မှာဆိုလို့ hello အဲ့ဒါပတ်သူစိခဏပြန်ပြောတယ်ကျွန်တော်တို့ဒီလိုဝေးကွာတဲ့အချိန်ခါကြတော့တတိယအောင်တစ်ဖက်ကိုစာဆောင်ရေးတယ်ဘာဖြစ်လို့ဆိုတော့တစ်လောက်၄ပတ်ပဲရှိတယ်လေစာပြောက်မှရှိတယ်တစ်လောက်တစ်ဆောင်နှစ်ဆောင်လောက်ရအခုကတော့တေဖော်ရကြတော့အဆင်ပြေတယ်နော်ပုံလို့ပါတော့ဒါပေမဲ့လို့မညွတ်နဲ့နော်ခိုင်ခန့်ပါမေတ္တာခိုင်ခန့်ပါနော်တင်းရင်ခံခြင်းခိုင်ခန့်ပါနှိမ်ချခြင်းစိတ်ရှိခြင်းအိမ်ကိုတိဆောက်တဲ့အခါမှာအိမ်ကခိုင်ခန့်တယ်လို့ပဲကိုယ့်ရဲ့စိတ်ဓာတ်ကခိုင်ခန့်ပါအလျှော့မပေးနဲ့အခုအသက်ကြီးပြီဘလုံးသွားကံပဲမရဘူးပါရဲ့ကျွန်တော်အသက်နော်အဲ့ဒီမှာကျန်းစာကြောင့်မရှိကျွန်တော်ကတော့မရဘူးကျမ်းမာရေးဆိုတာဘာလဲကျမ်းမာရေးဆိုတာကျမ်းမာတာနော်နေပြောနေနေမမာဘူးဒီမှာနာရင်ဒီနာတဲ့ဥစ္စာပူပြီးတော့လို့ဒီမှာကြီးတယ်ကျမ်းမာတာယမတကယ်ဘိုးရိုတဆူဘရခေါ်စာကျွန်တော်ဒူးနာတာဘာနာတာဟိုအရင်နဲ့နာတယ်ဒါမဲ့ကျွန်တော်မရှုပ်အသက်တာကိုနော်အခုနဲ့ကြမ်းလေးလင့်ကျင်ပေးအခုတနအီဝဲဆိုရင် World Cup လာတယ်ထပ်ကြည့်တယ်ပြန်ပြောလဲအဲ့ခက်ကြမ်းလို့စာကိုရေးတယ်တွေးတယ်ကျွန်တော်စာအုပ်30ကျွန်တော်ရေးတယ် dictionary ရှိတယ်ဒီစကားကိုဒီမှာနားမလဲဟို dictionary ဖွင့်နားမလဲဟို dictionary 3-4 အုပ်လောက်ရှိတယ်အသက်တာနော်ဟိုနေကျန်းဆိုတာနည်းနည်းစူးစမ်းမှနော်အဲ့သဘောမျိုးပေါ့နော်ဒါကြောင့်မလို့ခိုင်ခန့်ဖို့ရအတွက်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ထဲမှာခိုင်အသက်ရှင်ပါနော်သုံးချက်တစ်ချက်မှာအိမ်တော်ရဲ့လုံခြုံမှုတဲ့နော်ရွာမေတကွာပါဝေပါတော့အိမ်တော်ရဲ့လုံခြုံမှုနော်တခိုးတွေပါတယ်ဟိုတကားပိတ်ဒီတကားပိတ်နော်အိမ်တော်ရဲ့လုံခြုံမှုကဘုရားသခင်ရဲ့ကြည့်ရှုခြင်းပဲအရင်တော့ကအင်္ဂဖိစဆန်လုံးကသူ့သားလေးတယောက်ရှိတယ်အဲ့တော့ကျွန်တော်တို့ကျောင်းသားအင်္ဂဖိစဆန်လုံးသူကကျောင်းအုပ်ကြီးသူကနိုင်ငံခြားရောက်တော့တခါလေနိုင်ငံခြားသွားနိုင်ငံခြားရောက်တဲ့အခါမှာအိမ်ကိုပြန်သတိရတယ်အိမ်နောက်ဖိတကားပိတ်ရလားမပိတ်ဘူးလားအိုးနိုင်ငံခြားမှာဆိုပြီးတော့ဘယ်လိုလုပ်ပြီးတော့လာပြီးတော့တကားပိတ်ပေးမယ်လေမပိတ်ပေးဘူးနော်ဒါကြောင့်မလို့ကျွန်တော်တို့အိမ်ရဲ့လုံခြုံမှုတခါလေစိတ်မချဘူးမိုးခရလဲအဲ့ဒီကားကိုပိတ်ပြီးလားအဲ့ဒီကားကိုပိတ်ပြီးလားမိုးရွာရီပက်တခိုးနော်ပုံကိုတကားပေါက်ဘေးလားမထားနဲ့တကားပေါက်ဘေးလားထားလာပြီးတော့လိုက်တော့မယ်အဲ့ဒီသဘောမျိုးအိမ်တော်ရဲ့လုံခြုံမှုကဘုရားသခင်ပဲရွာကွာနာပစာရွာတမီခေးပါနော်နတူနစေနလောနလာနတာဖိတာမကြောက်ရတယ်အခုအချိန်ကဒါမဲ့လုံခြုံမှုကဘုရားသခင်ပေးတာပဲကျွန်တော်တို့ကတော့တိတ်လုံခြုံသွားတယ်အသက်80ပြည့်တာတော့မှအလုံးမလုံးရတော့ဘူးအရင်တော့ကခိုးရှေအတတူထူးနေနတမီပွဲလောအတတူတာတော့နေနတမီပွဲလောအနီနွီးရှိနတမပါလို့ကျိုးမီရတော့ကောနာဆာနတမပါနွီးရတော့မဆာနတမပါနွီးရှိဆိုပြုတ်ပြီးပဆာမော်လေးအခဲရောနေလုံခြုံတယ်တန်းစာကြောင်းထဲမှာနေရတာလုံခြုံတယ်ကိုယ်အိမ်ထဲမှာနေရတာလုံခြုံတယ်ဘာဖြစ်လဲဘုရားသခင်ကျွန်တော်တို့ကြည်တယ်တော့တာကြီးလူမီတမီရောနေအိမ်တောင်ရဲ့ကျွန်တော်အိမ်တောင်ကိုဆက်ကတ်တဲ့ချိန်ခါမှာအိမ်တောင်ရဲ့ရွေးချယ်မှုကနေတိုင်းပဲရှိတယ်နော်ငါကဖော်မလို့လေငါကလေဆူလေနော်အခုပြောနေဘယ်ချိန်သွားမလဲဘာလုပ်မလဲနော်ရွေးချယ်မှုတံပြာပင်စိုက်မလားကျွဲကောပင်စိုက်မလားလိမ်မော်ပင်စိုက်မလားအိမ်တောင်ဘက်ရွေးချယ်မှုအိမ်တောင်ရဲ့ရွေးချယ်မှုကခုချလေမြင်စားတဲ့နေရာကြီးတဲ့ဘာလို့တိကမာယောအတာတကေမိရဲတာတော့ရပွားဟီဖို့ပကမာယောအတာတော့ရွေးချယ်မှုမှာဘုရားသခင်ရဲ့အမှုတော်ကိုဆောင်ရွက်ဖို့အတွက်ပဲရွေးချယ်ဘုရားသခင်ရဲ့အမှုတော်ကိုဆောင်ရွက်ဖို့ကျွန်တော်တို့အားလုံးကတော့ဘုရားသခင်ရဲ့အမှုတော်ကိုဆောင်ရွက်ကြမှာမဟုတ်ဘူး
ဒါပေမဲ့လို့တနည်းတလန်းအဖြစ်ဒီမှာတာခဲလည်းနေမော်လို့ယူလာကပေါ်ဘာဟိမဲဆဆကွာဘုရားသခင်ရဲ့အလားကပေါ်ကိုစားနော်တာဒိုတာလာအိုဒတာတုခုတာခုနေရင်းနေဒီနော်တာဖိတညာအိုဒတာတုကိုတာကိုလောဒါကြောင့်မလို့ရွေးချယ်မှုကဘာပဲလို့ဘယ်ပဲတော့ဘယ်ချိန်ပဲလို့ဘုရားသခင်ရဲ့ဘုန်းတော်အတွက်ယေရှုကပြောရရတော့ရပွားဟိဘူးလို့ပကမာယူအားတာလို့ဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားဖို့အတွက်ပဲရွေးချယ်ပြီးလို့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကလည်းပဲအရင်တော့ကကျွန်တော်တို့ကြီးလာတော့ကျွန်တော်တို့ရွာဘေးနားမှာကိုတူလေးရှိတယ်ဒီလိုနေရာတွေကကိုတူလေးအရင်တော့အဘေးနားမှာပဲရှိတယ်ဖိနေခေယဆောက်တော်နေပဒုထော်နေပကမာဘွားကလူတာမာလည်းပဲလှုပ်ချင်တယ်သွားတယ်ဘူကလေးဘက်ကိုသွားတယ်နှခါသွားတယ်ကျွန်တော်မခေါ်နတဆာနဖူတာကြီးဆိုတော့နောက်ကြတော့ကျွန်တော်စေရန်ကြတော့စီးပွားရေးပြန်လုပ်တယ်အမေဖေရလည်းခြံရှိတယ်ကြံဆိုင်တယ်ငပြောဆိုင်တယ်ရွေးချယ်မှုနောက်ပိုင်းကျတော့ကျမ်းစာကြောင်းရွေးချယ်ဘုရားသခင်အမှုတော်ပဲဆောင်မယ်ရွေးချယ်တယ်နော်အမှန်ဆုံးကိုရွေးချယ်ဘုရားသခင်ပြင်ဆင်ထားတဲ့အရာကိုရွေးချယ်ဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားဖို့အတွက်အင်တော်ကိုဆက်ကပ်တဲ့အချိန်ခါမှာရွေးချယ်လောက်ကင်တဲ့အရာဘုရားသခင်ဘုန်းတော်ထင်ရှားဖို့အတွက်ပဲဖြစ်ပါတယ်အင်တော်ရဲ့ဒီပွင့်မှုပေါ့နော်အခုပြောရှိဖို့ကိုဖို့တာသူထောတာထောနော်အခုတည်းနေတော့ကရဲ့ပွားလေအပလီယွာနေတဲ့အမကမတာဒီစပိမူလေအတာထောလေအခုပြောနေမိသားစုတွေနော်ကောင်းကြီးမင်္ဂလာမှာတီးပွင့်ကြနော်သူထောတာထောလေတာသူခုတာခုလေတာဂီတာဝါတာဆူဝဆူဝါကတိုးလို့သကိုတာလေတာအတာကွေတယောက်နဲ့တယောက်နော်တီးပွင့်မှုပါအားပေးခြင်းပဲအဲ့တော့လည်းမတယောက်နဲ့တယောက်အားပေးနော်ချစ်ချင်းမြတ်တာစကားပြောတယောက်နဲ့တယောက်အခုကျွန်တော်မြေးလေးတယောက်ရှိတယ်တော်ဆော်တယ်သူဖေးကလည်းဒုက္ခရကျွန်တော်သူ့တနာတယ်နော်ကျွန်တော်သူ့အားပေးနလို့အေးကြီးလားနဖြစ်အားကြီးအားပေးဒီကလည်းဆော်တယ်ဘာပဲဖြစ်ဖြစ်အကောင်းမြင်ကြအဲ့တော့လည်းမိသားစုတီးဖို့ပွင့်ဖို့အတွက်မြေကြီးမြောက်ပေးလိုက်ရေလေးလောင်းပေးလိုက်နော်စသည်အဖြစ်ကျွန်တော်တို့လုပ်ပြီးတော်တယ်ငါသားလေးတော်တယ်ငါအခုနမြေလေးတွေသချင်းဆိုတော့လေကောင်းတယ်နော်ဒီဥစ္စာဆိုကြအရင်တော့ကလာထော်ဝါအိုင်ရောမှာပထမရတယ်လေအိုင်ရောမှာပထမရတာကျွန်တော်ကဘယ်လိုပြန်ပြီးသုံးသပ်လဲဆိုတော့ဒီလူကအသင်းတော်မှာသချင်းဆိုတာကိုကျွန်တော်တို့ဟိုနေမော်လမြိုင်ဘက်တမလို့သွားလာတော့ဝါအဲ့တော့ကားတော့မှာပဲမထိုင်လာတော့ထိုင်လေမထိုင်ဘူးသူကမတက်ရပြီးတော့ကျွန်တော်တို့စပယ်လုပ်ပေးတယ်နောက်ပြီးတော့အဲ့ဒီမှာတာတူလို့ပမာအဝဲတူလို့တာတော့ဝိတချင်းဆိုတာပဲမြန်မာပြည်မှာအိုက်ဒေါရသွားတယ်ကျွန်တော်တို့အတင်းသူအတင်းသားတွေမိသားစုတွေပြန်ရင်လေအကုန်လုံးအိုက်ဒေါရတယ်ဘာဖြစ်လို့ဆိုတော့နေ့တိုင်းဆိုတာကိုအခုသားနေရပကပမြေတောင်မြောက်အဖိုးပလီရှနေနော်လက်ကဒူတော့ထော်ကတူတော့တာထော်လို့နော်နောက်တစ်ချက်မှာဆိုလို့ရှိရင်တော့အနုမောဒနာပြုတဲ့အခါမှာဘုရားသခင်ရဲ့အိမ်ဖြစ်မှုဒီအိမ်ကကျွန်တော်တို့ဆောက်တယ်ကျွန်တော်တို့ဆောက်ပြင်မယ်လို့ကျွန်တော်တို့ပိုင်လာမို့တာဘုရားသခင်ပေးတဲ့အမွေဥစ္စာဖြစ်ယရှိနေကဘာတာကိုလေဘုရားသခင်ကလည်းပဲဗိမာန်တော်သူ့အိမ်ပဲဒါကြောင့်မို့ဒီအိမ်ကိုပြန်ပြီးဆက်ကပ်လက်ခံမှာဒီအိမ်ကဆုတောင်းတဲ့အိမ်ဖြစ်ပါစေဘုရားသခင်အတွက်ဆုတောင်းပေးသောအိမ်အသင်းသူအသင်းသားအတွက်တိုင်းပြည်အတွက်နိုင်ငံတော်အတွက်မဟာကနေနေဝဲလီဆိုစီကျိုးနေပေါ်မှာတာထုဖာအမှုနီဘာထုဖာလည်းခွေးစကိုဘီချီစီဒပမာကိုဘာခဲတော့ပချူဖို့တေတဖာယောတာဖီတာမတေတဖာနော်အဝဲလေးလေးပစီလေဒီပပါဆိုစီယိုနေဝါပါဆိုစီယိုဒီမီအမီချေလေပစီဒပကပါဆိုစီကီယောတာထုဖာရှိတန်နော်လောဟီခေါ်ယောကလူထာတာမီတာတော့အဟီကဘာမီတာဒီလေလောတော့ရှိနေလိုအပ်ချက်ရှိတယ်အဲ့တော့ကဖ
ဖျားသခင်ကောင်းချီးပေးတယ်ဒါပေမဲ့တစ်ခါတလေကြတော့လိုအပ်ချက်ရှိတယ်ကာလနော်တာတေတာဖလောလကာနာအမှုနဲ့စပီတီလပွာလေတင်ရတော့ပွာလေကမလေပွေအိမ်တော်ရဲ့လိုအပ်မှုကိုနော်ကျွန်တော်တို့အတွက်ဖြည့်ဆည်းပေးမဲ့ပုဂ္ဂိုလ်ကဖျားသခင်ပဲမိုးခူကဟိုအမေရိကကျွန်တော်တို့1990ရဲ့အမေရိကန်ရောက်သူအမေရိကန်သွားတာဒူးစွနဲ့သွားတယ်ခြေတော့ဒူးစွနောက်ပြီးတော့ကျောင်းစာသွားမတင်နိုင်တော့ကျောင်းသားတွေကိုအိမ်မှာခေါ်ပြီးတော့အမေရိကန်ရောက်တော့ဒူးစွနဲ့ခြေတော့နာအဲ့မှာကျွန်တော်ကexercise ဆက်ဘင်းလေးတစ်ခုအိမ်မှာရှိတယ်နောက်ကျွန်တော်အမကြီးကကျွန်တော်ယူလာတော့အခန်းထဲမှာထားတော့ तू ကအဲ့ဒါကိုနင်း exercise လုပ်တော့ပြန်လာတော့သူဒုစုတွေပါဘာမှလေးမရနောက်ပြန်လာပြီးတော့5 လောက်ကြာသူဒူးနာတော့ကျွန်တော်အိမ်မှာexercise 7လေးတစ်စင်းသွားခဲ့အခု7လေးရှိတယ်သူအခုတည်းထိသူဒူးကသူ့သိပ်တော့ဒုက္ခမပြေဘူးနော်လိုအပ်တဲ့အရာကိုဖြစ်ပေးဖို့ရန်အတွက်ဘုရားသခင်ကျမ်းမာရေးလိုအပ်ရင်ဘုရားသခင်ကျမ်းမာရေးဖြစ်ပေးမယ်ဝတ်ပြုကိုးကွယ်ဖို့ရန်အတွက်ခေါင်းဆောင်လိုအပ်ရင်နော်ဘုရားသခင်ကကျွန်တော်တို့ခေါင်းဆောင်ပဲပကမာသကိုရွာရှိဘူးကောပုနေနပါလောနပို့လို့ဆိုင်ကဲနဲမူနလာနေနကဘာကောဖို့ပါလေပကမာရွာနော်စသည်အပြင်လိုအပ်တဲ့အရာပကမာရွာနေတာစကတော်မင်းပတာဟီလိုမူဒါဘလို့ရှိဘူးကောပုဒီနေဆိုနေနော်ဝိရယနေလေဒါလည်းအိမ်တောင်ကထာဝရအိမ်ဖြစ်တယ်ကျွန်တော်စက္ကတဲ့ချိန်ကမှဒီအိမ်မှာကျွန်တော်အစင်မြဲနေဖို့ရန်ထက်ကိုဘုရားသခင်ကကျွန်တော်တို့ကိုထာဝရအိမ်ကိုပြင်ပေးတယ်ထဲတာကြီးတော့ w တာဖို့နဲ့အိုမူလတာကြီးတော့ w တာဖို့တာအိုမူလတာကြီးတော့ w တာကလူပိုပခိတဆိုးတာပေါ်တော့ပကိုကဆိုးလေယောဟီလိုဆိုလိုထော်လောဒီအိမ်တော်မှာပျော်ရွှင်စွာနေထိုင်တယ်လို့ပဲတစ်ချိန်ကြာဘုရားသခင်ရဲ့အိမ်တော်မှာနော်ဒါကြောင့်မလို့ကျွန်တော်တို့အခုအိမ်တော်ကိုစက္ကချင်းအတွက်ကျွန်တော်တို့ဒီလိုနှလုံးသွင်းပြီးတော့နော်နှလုံးသွင်းပြီးတော့လက်ချိပမီအိုမူဆာမောနေတဲ့ပကတိနောကေတော့ပပဆောစီပစီဝဲလောတေဖော်ခေါ်အဝတာဘူပတိနောထောကေဖိနေရပါကလေနော်ပဟေဟေဘာလို့တကုပတာလောတော့တာကြီးချီမီတမီယောနေမေရာတာတိနောထောကေလော memory လောနော်အခုသားနေရနေတဲ့တတိယချင်းလူဆိုတာအမြဲတမ်းတတိယချင်းမှာအသက်ရှင်တယ် we are living in the world of memory ကျွန်တော်အခုတွေ့နေတာခဏလေးပဲဒါပေမဲ့လို့ပြန်သွားပြီးတတိယကြမယ်နော်ညောင်လေးပင်ကိုသွားတယ်နာမည်ကညောင်လေးပင်နော်နေတာကတော့ဝါလေးပင်လားမသိဘူးပကတိနိုထော်ကေပတာလောနော် we are living in the world of memory အခုဟိုနေပေါ့ present အခုဆိုတာအခဏလေးပဲတစ်ချိန်ပြီးတစ်ချိန်ဟိုနေနေအခုနသချင်းလေးဆိုရတယ်အဲ့သချင်းလေးတွေက memory ထဲမှာကျန်သွားပြီပလီဘိုမတာတာဝီတာပတိလိုသကောပတာပနုဆာလိုသကောပတာတော့ခဏလေးပဲညာတော့အပြင် memory ကောင်းရင်အသက်တာကောင်းတယ် memory မကောင်းရင်ငါဘာစားခဲ့မှလည်းမသိဘူးငါဘာသွားခဲ့မှလည်းမသိငါဘာပြောခဲ့မှလည်းမသိဘူးပြန်ပြီးတော့သတိမရလို့ရှိဘာဖြစ်လဲမစေချင်တတ်ဘူး memory ရှိတဲ့အတွက်ကြောင့်မလို့ငါဘာစားခဲ့ငါအဲ့ဒါစားကြောင်းငါအဲ့လိုနေမကောင်းငါဘာပြောခဲ့လဲငါအဲ့လိုပြောခဲ့လို့တဲ့ငါအဲ့လိုဖြစ်တယ်ငါဘယ်လိုစိတ်ထားခဲ့လဲငါအဲ့လိုစိတ်ထားခဲ့လို့အတွက်ငါဖះเจ้าသွားတယ်ဖះเจ้าသွားတော့ငါဘာတရားတော်နားထောင်လဲမသိလို့ရှိရင်မကြားလို့ရှိရင်ဘာဖြစ်လဲဆရာတော်စိတ်ပြက်တာဟောဆရာတော်စိတ်ပြက်တာတဲ့ကျွန်တော်တို့အတွက်ကမတာဝမှုနဲ့တလဲထော်လဲထော်အခုသားနေနေတဲ့လက်ပဖို့တာခါဖူးတရာတို့ကြော်လွင်ကောင်းမလဲအဝဲနေလေပပစီယောခါနေပတိကွာတရာရတတဝီဖဲနေခါလေဝဲပတဆာဘောလပလက်ထောတမလိုတော်တစီတတဝီလေနေအောဒနတာဝမူပူနေမနီလေဖူးတရာတို့ကြော်လွင်စီချဲတာလေယေရှုယေသူဤတာရှိလေကလောကတတိရတယ်ကျွန်တော်အဲ့ဒါတတိယ
အဲ့ဒီမှာတင်တန်းလာပေးတာဆရာဂျယ်ရီလင်းပသိန်ကကျန်းစာကျောင်းဆရာတော့ကျွန်တော်သူဟို camp ထဲသွားနေနိုင်ငံခြားသူသားသမီးတွေရောက်သွားတယ်အခုကျန်းစာကျောင်းပြတ်တက်တဲ့သူသားသမီးဆရာဂျယ်ရီလင်းကလီယာကိုဟတ်တူလို့လီယာကိုတာဂေမိုပွားနေပြီလေကဲတော့ပွားမတာအကလူတကေတဲ့အတန်ကိုကြားရုံလို့မကဘူးကြားတဲ့အတန်ကိုကဲတော့ပွားမတာအကလူတကေကျွန်တော်တရိယာတဲ့အတွက်ကြောင့်မလို့ဘုန်းကြီးအရေးကြီးတဲ့အရာတွေကိုဘာဖြစ်လဲအမြဲတမ်းပဲစိတ်ထဲမှာသွင်းထားပြီးတော့အသက်တာပြင်ဆင်စရာရှိတာတွေနော်လှုပ်ဆောင်စရာရှိတာတွေကျွန်တော်တို့လှုပ်ဆောင်နိုင်တယ် memory loss ဖြစ်လို့ရှိရင်ဘာဖြစ်လဲစိတ်ထားမမှန်တော့လူများပြောမေ့တခါပြန်တငယ်ပြန်တဲ့လူတွေဒါကြောင့်မလို့ memory ကောင်းရှိဖို့အတွက်နော်ဒါကြောင့်မလို့အခုတည်ရလာနော်အဲ့ပမာတာတင်တော့ကျွန်တော်ထင်တာအိမ်တင်မင်္ဂလာဆိုတော့အိမ်တင်မင်္ဂလာပေါ့နော်ဒါဘာဖြစ်လို့ memory နော်ဒါတင်လို့ဆိုကေဒါလည်းအရေးကြီးတယ်အင်မတန်မှအရေးကြီးတယ်ရှေ့သွားဖို့ရအတွက်ဒါပခေါ်ခါလို့ we are living in a world of memory ကျွန်တော်ကြားကြောင်းလာတဲ့တော့အဲ့တော့ဆမအနာကကျွန်တော်တို့ကိုစတင်ပေးတယ်ကျွန်တော်စဖတ်တော့ကျွန်တော်တို့ကလည်းတစ်ခါတလေရတော့ဖတ်လို့သိမမှတ်ပြီးအဲ့ဒီအချိန်ခါမှာကျွန်တော်တို့ကြားတော့ဆမအနာမီစီဖာကသူ့ရဲ့အုံနောက်ကပါ photographic memory ဆိုဒီစာတစ်ပိုက်ကိုဖတ်တယ်အဲ့ဒီစာကိုဒီထဲမှာရိုက်ထားလို့ပဲဒီထဲမှာနောက်တစ်ပိုက်ဖတ်တယ်ဆမအနာမီစီဖာကသူ့မှာ memory က photographic memory တဲ့လူတယောက်ကိုတွေ့လိုက်လို့ရှိရင်သိတယ်နော်နာမည်ဘယ်လိုပြန်ပြီးတော့သတိရအခုကျွန်တော်တို့ကတိတ်ပြီးတော့သတိများတော့တပည့်တွေကလည်းများတော့နတိညာရယမီမတားလဲနော်နမီသိညာပွားနေငတာရေးလို့နေ memory ကောင်းလို့ရှိရင်နှုတ်ကပတ်တော်မှာပြည့်ဝလာမယ် memory ရှိခြင်းအဖြစ်တယောက်နဲ့တယောက်ဆက်ဆံမှုတွေကကောင်းလာတယ် memory ရှိခြင်းအဖြစ်ကိုယ့်ရဲ့အသက်တာကိုဘယ်လိုပြုပြင်ပြီးတော့ဘယ်လိုကောင်းအောင်လုပ်ရမလဲဆိုတာကိုဆင်ခြင်တက်လာမယ် memory ရှိခြင်းအဖြစ်ခေါ်ပြောနေလေဘလူကဘယ်နေရာမှာရှိလဲเนาะဘယ်လိုအကျိုးပြုတတ်လဲပတာအိုမှုအတာလဲထော်เนาะဒါကြောင့်မလို့တစ်ချက်မှာပျောက်သောသားဗာလေးပြန်ရလဲအဖေပဲပြန်တရိရတယ်နေ memory ကောင်းအဖေကိုပြန်လာနေပျောက်သွားတဲ့အမွေဥစ္စာစီးစိမ်အကုန်လုံးပြန်ပေးတယ်ဘုရားသခင်ကပျောက်သောသားเนาะပျောက်တဲ့ဥစ္စာစီးစိမ်ပျောက်တဲ့သားနေရအားလုံးကိုအဖေကပြန်ပေးတယ်ဒါနဲ့ memory ကောင်းမှုပဲအခုကနော်တေဘောတို့တူတို့နော်ဦးတဲ့ရှမတဲ့ memory ကောင်းလို့ရှိရင်နေအဖေကနေတို့ကိုကောင်းတဲ့အမွေဥစ္စာတွေကိုအကုန်လုံးပြန်ပေးမယ်အဖေကိုလာပြန်သတိရဒုတိယတစ်ချက်မှာဆိုလို့ရှိရင်နော်ဒုတိယတစ်ချက်မှာဆိုလို့ရှိရင် memory ကကောင်းလို့ရှိရင်လူများတွေဘယ်လိုလုပ်လဲနော်ဟိုလူဘယ်လိုလုပ်လဲကျွန်တော်တို့ပြန်ပြီးတော့သတိရခြင်းအဖြစ်အသက်တာကိုကျွန်တော်အိမ်ဘေးနားမှာကျွန်တော်သွားနေတော့အိမ်ဘေးနားမှာအဆီဖိုးအိမ်ရှိတယ်အဆီဖိုးနေအိုတော့အဝါအိုတော့အဖိုးဖြစ်တာမာတာအိုတော့အရှိအိုတော့အနေကမာတမေသူသုံးတော့အနေကမာမဟုတ်သူကလူများအကျွေးကိုအာမသွားခံပြီးတော့ပြန်ဆတယ်ဆိုတာအနေကမာစာတလားအများကြီးဆတယ်ဆိုတော့သူကဒီအိမ်လေးကိုလည်းပဲသူရောင်းခြင်းတယ်နော်သူဘယ်လိုလုပ်လဲ40 60က40 20ကိုရောင်းလိုက်တယ်40 20ကိုရောင်းပြီးတော့ဟိုနေညီကိုမောင်နှမကိုလည်းခွဲပြီးတယ်နောက်အဲ့ဒီကြံတဲ့40 20လေးတစ်ချမ်းအိမ်လေးနှလုံးပြန်ဆောက်တယ်20လေးပြန်ဆောက်လာအဲ့လိုအိမ်လေးနှလုံးလည်းဆောက်လို့ရတယ်ဒီတော့လူများတွေဘယ်လိုလုပ်ကြလဲနော်သူကပြန်ပြီးတော့တတိယစဉ်းစားဆင်ခြင်နော်အဲ့ဒါကိုယ့်အတွက်ကောင်းကြီးမင်္ဂလာပဲနော်ဓမ္မမို့မစဉ်းစားမဆင်ခြင်တတ်ဘူးဆိုလို့ရှိရင်တော့ပတာဆိုဝါခြင်းနဲ့တအားထော်ပါအခုသားနေနေတဲ့ယာကုပ်ကသူကနော်ဆိုယာကုပ်ရောဆိုရီရှောသူကအသက်တာကိုပြင်ဆင်ပြီးတော့အဖရဲ့ကောင်းကြီးမင်္ဂလာကိုသူရတယ်နော်အသက်တာကိုပြင်ဆင်ခြင်းအဖြစ်
အဖဤဆက်ရဲ့ကောင်းကြီးမင်္ဂလာရေကဆိုရင်နာမူကိုကေထောတဆုတဆောဟောကိုကေထောတတုတတဆဖုကိုပူရကအထောကိုထောပွားစရလေကေတော်လနဝတိအဝေရှနေနေပါတာဆူဆိုပနကတဲ့ကတော့ကေနတာဥမူဒီပါတာဘာတာတုလေလေတာဆူဆိုဝါတဲ့ဖိုင်နေဥဝဲတာလေနဂောလော memory ရှိတဲ့အခါမှာပဲပြောကိုယ့်ရဲ့သက်တာကိုပြန်ပြင်တတ်တယ်ပေထရုကပြောတယ်ကစားရရတသမနာဘူးတခင်ကိုကျွန်တော်ဘယ်တော့မှမပြစ်ပယ်ဘူးတခင်ကပြောတယ်ကစားရှိဆောဖတ်တခုကိုအိုးထော်နေတဲ့ကသမရသစီလောဟဲ့ရတသမနာပမီသမနာတဲ့ဆောဖလဲအိုတင်ညာဝဲသမဘာကစားတဘူရှိခရီသမလိုလီအခုတည်းကကျေးတဲ့ဟောဟေးတာလောအခုတည်းကနတာတီနိုထောကင်းနဲ့ကမောကေနတာဥမူနမကမာတာမနီလေနတေကမာတာမနီလေနိုအိုကမာတာနိုအိုမူကမာတာနမလေနဆနကတော်ဒီလေကျွန်တော်အခုဒိုင်ရီရေးထားတယ်ဒီဒိုင်ရီထဲမှာကျွန်တော်ဘာတွေဘယ်နေ့ကဘာလုပ်လဲပြန်ပြီးတော့ကြည့်ရတယ်ဒါဘာဖြစ်လဲဆိုတော့ကျွန်တော် memory ကျွန်တော်ဒီအသက်တာထဲမှာအသက်ရှင်တော့ဘယ်ချိန်တွေကအလကားဖြစ်သွားလဲအခုကျွန်တော်ကိုဘယ်လိုခိုင်ကျွန်တော်လှုပ်ချင်လို့ရှိဒီအထဲထဲမှာတိတ်ပြီးတော့မသုံးသေးတဲ့အချိန်လေးတွေရှိသေးတယ်အခုနကျွန်တော်ပြောတဲ့ဘောလုံးပွဲကြည့်တဲ့အချိန်ရှိတယ်ဘောလုံးပွဲကြားထဲမှာအချိန်ရှိသေးတယ်တပွဲနဲ့တပွဲကြားထဲမှာဒီဥစ္စာတွေကိုစံစာဖဆုတောင်းစသည်အဖြစ်ပေါ့နော်နတာတေနိုထောကေအဖို့ကိုနတာဖိတာမှာအဖို့ကိုနေတာလေအလောဦးဒီရပါလေနမအာထောကေောတေလောအခုပြောနေရတေကမဘာယမူရပါဒီလေရတေကမဘာယမူဖာတီဒီလေနော်ဒါကြောင့်မလို့အသက်တာကိုပြန်ပြီးတော့ပြင်ဆင်လို့ရပါတယ်နော်အခုတည်းတော့ဒါလေအရီဒိုကတဲ့နေဥဒါဖဲနတာစာဒီခါနေတင်တော်ထော်ကေပွာလေအတေးလောနာလောအားလုံးပေါ်မှာဖျားသခင်ရဲ့ဖန်ဆင်းခြင်းကိုမယုံဗုဒ္ဓဘာသာမှာဖန်ဆင်းရှင်မရှိဘူးလောကသူ့ဘာသာသူဖြစ်လာတာဒီလောက်ဖျားသခင်ရဲ့ဖန်ဆင်းခြင်းကိုကျွန်တော်တို့တန်ဖိုးထားတတ်လို့ရှိရင်နော်အသက်တာတာအူမူနေကကဲတော့တာကလောနေတော့နော်တမီအသက်တာအလဟတာဖြစ်เสียဘာမှမရှိဘူးဖန်ဆင်းခြင်းကျွန်တော်တို့အခုနော်အခိုင်နေတာလဲထော်တဲ့တာဂူထော်ပတော်ထော်နေမာနီဘွားဘာကတော့ခုခနေစအမူနီတဲ့ခုခနေစရတဲ့တာလဲပတာအူမူပူနေလေနေစတော့ဘူးဥဒတာတေးလောရတဲ့တမစစ်ဖို့အဝဲလေခုခနေစတဘာဝဆိုတာမရှိဘူးနေကတနေ့ပြီးတနေ့တက်လာတော့ဘုရားသခင်နာမည်မတတ်ချင်တော့ပါတဘာဝနေပဲအမှန်မှန်ဒီဥစ္စာဘုရားသခင်ဖန်ဆင်းထားပြီးသားလေတိုက်တဲ့တဘာဝမဟုတ်ဘူးဒီဥစ္စာဘုရားသခင်ဖန်ဆင်းထားပြီးသားနွေခါဆောင်းခါမိုးခါဒီယာဒီကနော်ယာဒီဥဒုဒါဘုရားသခင်ဖန်ဆင်းပေးတာဒါကြောင့်မလို့နကဘာတင်ညာကေတဘာတေကစားတဘာတေကစားနေမလဲဒီမှာသွေးလေပတ်တယ်ဒါပြောရှင်တော့တဘာဝပေါ့နော်နှလုံးခုန်တဲ့တဘာဝဒီဥစ္စာတွေမဟုတ်ဘူးတဘာဝမဟုတ် everything is creation ဘုရားသခင်ဖန်ဆင်းခြင်းဒါလည်းပြဒါကြောင့်မလို့ဖဲပတင်တော်ထော်ကေပပအခေခါဆကတော့လေပကတင်တော်ထော်ကေယွာလေအတေးလောပွားကိုမူနီတဲ့နော်အခုပြောနေကိုဆကတော့တဲ့ဟေပွားတာကူတေတတာဆာကဆယောကေအာတော်ဒီပွားအခုတည်းလေပပအူမူလေယွာအတာဘာတေတာဆူရီဆူဝါပူနေလောအခုတည်းတော့လေမူတင်ညိုင်းနေမိတာပဲဟဲတော့လူတော်ရှိတော့တော့အခုပြောနေဒီပပူတကိုဘာတကိုတာပနာဟုတတဝိတဆွဲတော့နေတော့ပကလူတော်ပါဆိုရှိကေတာကဆောဒေပနာဟုတော့ပမိချေတိစုပစီပကောစကောနေတော့ပဘောထော်ဝီလီဘာသာကင်းနေတော့ပစီဝဲနေပကပါဆိုရှိကေ
တော့ဒီနေ့ဆိုပတာတင်းတော်တည်တဲ့ပါကပါဆိုစီကလေးကစားရောအကိုဝဲတနော်နော်ဒီတဲ့ပမိုပါတိုလေတော့ဝဲတနော်နော်အကောကစားတဘွေးခရစ်ယာန်မာတာကြီးလေတာတင်းတော်ထော်ကေယာအဂီတကေဥဒါပကပါတင်းတော်ထော်ကေပကစားတဘွေးခရစ်လာရဲတောင်မူနေပကဲတရာဒူတဲ့ပပဒူအဘူဘောပတင်းတော်ထော်ကေရဲတဲ့တာလီတင်းတော်ရပါနေမိလေရပါနေတေးခွအမမီဝင်းတဲ့ပပတီဒီကပါနေဖေးပရှိနေဥဒါလေဒါခိုးနေတဲ့တေးရလေထိစောကိုတကလုံးမူလို့ပေါ်ဝဲလက်တေးခွအခုတည်းအခဲဆော်ရဲ့ယောမမီဝင်းနေရဖို့တော့တဲ့ပတရခွပါစာရတေးခွလာတာတီနိုထော်ကီကွန်မြူနီတယ်လို့ဘောကောနော်မီနတေးခွနတေးနိုထော်ကီနမိုးယောကိုနေမရွေးဖို့တခါရဲချပွေးမရွေးပွဲနေမရွေးပွဲနေအမိုးအပဲအမိုးနဲ့ပခုတူကရလက်ခုရောရစီနိုတော့ကေလက်တာတီနိုတော့ကေအကောနေအော်လက်တာတီနိုတော့ကေအကောနေမာလက်တာတီနိုတော့ကေအကောနေလေလက်တာတီနိုတော့ကေအကောနေကလစ်အခါရတဲ့အဝတ်တောက်ဝီတာလက်တာတီနိုတော့ကေအကောစာတာဘောဝဲဆာမနေပတောက်ဝီလို့ပမိတောက်ဝီပစီနိုဘာကြီးတော့တော့တတောက်ဝီရဲ့ပတဲအခုတော့ဘာကြီးတာတောက်ဝီကနေဘောစာတာဘောပတောက်ဝီတဲ့ပစီနိုလောပမီလောတဲ့ပစောကမှုတဲ့ပစီနိုလောပရဆက်တဲ့ပစီနိုလောပေါ်တာတဲ့ပစီနိုလောအခုတန်းတဲ့ပကစီနိုပကပါဆိုစီကေပတာအမှုပစီပကောပတာအမှုပုပလီတဲ့ဝဲခဲလကကဲတော့ကေတာဆိုရဆိုဝနေကေတဘလီလောမောစာဆွေကေပွဲကိုရတဲ့ကေJamais pagado, shamori maloto, treshale chigeni, magi sotaro, streya sugato klolo, me wena le nicolo. Jamais pagado, shamori maloto, treshale chigeni. Sotaro, streya sugato klolo, me wena le nicolo. Let Maria, let the hallelujah, the God of Benya, let the hallelujah, the soul now.
ညာနဲ့ရခဲ့ခိုင်းတာလေတောက်ဖို့အနေနဲ့ဒီပါစလူပါတယ်ပါပဲတမ်းနေမေတမွေနဲ့ဟဲလို့ကကလည်းစလူရလို့တော့လားဒီစလူကိုလို့စဘုကကိုလည်းဝီလို့အဲ့ဒါကောတကူကိုခုနော်ဒေါက်တာနော်ဒေါက်တာပါဘယ်ဘယ်နဲ့ဒီလေးတောက်ဖို့လေစတာကူမိုးတဲ့ဟဲ့သူတပြောလေးတဲ့တပြောလေးနာပဲလေမတူဘူးလားနော်တော့ဘူးဝဲရှိတယ်ဒီနော်ဒီနေ့เป็นอุปาเราทำโซลแล้วประเวทีป่าผู้พันเราประเวทีป่าเราวิสิโปปวดเกปวดช่วยเราผู้โดนทุกคนဒီမှာတော့ချစ်ချင်းမြတ်တာတော့တာတော်သခင်ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းကျေးဇူးတော်တန်ရှင်တော်ဝိညာဉ်တော်ဖြာလပ်ပြဖို့ဆောင်ကောင်းခြင်းပေးခြင်းအလုံးစုံတို့သည်ဒီကနေ့မှာအိမ်တစ်တလုံးကိုဆက်ကအနန္တရရှိကြသောမိသားစုများအဖို့တို့၎င်းမိမိနဲ့သက်ဆိုင်သောတစ်ဖက်သောမိဘဆွေမျိုးညီကိုမောင်သည်ဒီအဖို့တို့၎င်းကိုပြုကိုဝယ်ခြင်းမှာလာရောက်ချီးမွမ်းကိုပြုကိုဝယ်ကြသောသာသမီအကြီးဆုံးမအငယ်ဆုံးအဖို့တို့ယခုမှစ၍ကာလအစဉ်အမြဲတက်ရောက်တည်ရှိတည်နေပါစေသောအာမင် Tapi lo, saya bayar lebih pada dimulai sini pobat tonya. Dan lupa Junya bayar kebalon ni. Tapi tapi bayar tidak apa, bayar mau saya kesusu. Sibuk pun, dah pakai ni. Sebenarnya blok. 小鸡